နတ်ရှောင်းတော်မရတဲ့ပတ်တတောင်အစွမ်းပြပြီးဘောနက်ပါတိမ့်ပိုက်လိုက်တဲ့တွေးလင်းထက်ပြည်သူများလုံးပဲမင်္ဂလာပါခန်း5 News Channel ကနေပြန်လည်ကြိုလိုက်ပါတယ်တွေးလင်းထက်ရဲ့ပတ်တတောင်အစွမ်းကတော့နတ်ရှောင်းတော်မရဘူးဆိုလို့ Thai Fighter ခရစ်ပတ်လည်းဆန်းဆန်ကြီးနဲ့ခန့်ခန့်ကြီးအရှုံးပေးသွားခဲ့ရပါတယ်ဝိုင်းချန်ပီယံရှစ်မှာပွဲဦးထွက်လာကလေးကကျွဲဘလူးခတ်လို့လက်စွမ်းမျိုးပြသထားတဲ့တွေးလင်းထက်ဟာဒီတော့မှလည်းပတ်တတောင်အစွမ်းပြပြီးဘောနက်ပါတိမ့်ပိုက်လိုက်ပြီးဖြစ်ပါတယ်တော်တော်ကောင်းလို့နဲ့တွေးလင်းထက်ပါဗျာဆိုပြီးတော့ပြောရလောက်အောင်တွေးလင်းထက်ရဲ့အဆုံးသက်ကြီးကဟာကနေဟင်ကနေဖြစ်သွားခဲ့တဲ့အထီကိုမြင်တွေ့သွားခဲ့ရတာပါဒီဘက်မှာ1ချန်ပီယံရှစ်ဘက်ကနေသွေးလင်းထက်ကိုဒူးကောင်တွဲဆိုင်ကနေပွဲကျလာပေးခဲ့တာဖြစ်ပါတယ်သွေးလင်းထက်ကလည်း1ချန်ပီယံရှစ်ရဲ့ယုံကြည်ချက်ကိုစိတ်မပြတ်စေပဲ Thai Fighter ခရစ်ပတ်ကိုပထမအချိန်မှာပဲပတ်တောင်အစွမ်းပြပြီးအလဲထိုးနဲ့နိုင်ရရှိခဲ့တာဖြစ်ပါတယ်ပထမအချိန်ဆက်စအဖွင့်မှာခရစ်ပတ်ကအောက်ခြေခက်ချက်တွေနဲ့သွေးလင်းထက်ကိုဖြိုးဖို့လုပ်ပါတယ်သွေးလင်းထက်ကလည်းထောက်ချေနဲ့ဝင်ဖို့ကြိုးစားခဲ့ပေမဲ့ခရစ်ပတ်ကချိန်ဖမ်းပြီးဟန်ချက်ပြအောင်လုပ်ပါတယ်နေအောင်ဘူးမှာတွင်းလင်းထက်ရဲ့ clean shot တွေကထိတယ်လို့ body ကန်ချက်တွေကလည်းကျမ်းပါတယ်တွင်းလင်းထက်ရဲ့ body ကန်ချက်နဲ့ Thai Fighter တစ်ချက်ခွေးချသွားကလေးက Cricket တယောက်ခြေနေသိမ့်မှန်တော့ဘူးဆိုတာသိတာစီခဲ့ပါတယ်ဆက်လိုက်ဆိုလို့အမြင့်ကန်ချက်နဲ့ကန်လိုက်တဲ့အခါမှာ Cricket တယောက်အကာကောင်းလို့သာအဲ့ဒီကပြုံးမကျသွားခဲ့တာပါဒါပေမဲ့လည်း Cricket ဟာအချိန်ကြာတောင်းမခံနိုင်ခဲ့ဘူးလို့ဆိုရမှာဖြစ်ပြီးတွင်းလင်းထက်ရဲ့တောင်ရိုက်ချက်နဲ့အတွေ့မှာလက်နှစ်ဖက်ကိုမိုးပေါ်ဆန်တန်းပြီးခက်ခန့်ကြီးနဲ့ဆက်ဆန်ကြီးဖြစ်သွားခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်ပထမအချိန်10မိနစ်နဲ့43စက္ကန့်မှာတွင်းလင်းထက်ရဲ့ပတ်တောင်ဟာခရစ်ပတ်ရဲ့မေးကိုခွက်ကနေထိပြီးကျမ်းမြေပေါ်မှာဆက်ဆန်ကြီးလဲကျသွားကစကန်မေးတော်မရပဲတခါတည်းအလဲထိုးနဲ့ရှုံးပေးသွားခဲ့ရတာပါတွင်းလင်းထက်အတွက်3ပွဲဆက်နိုင်ပွဲဖြစ်တယ်လို့ဘောနက်စုကို2ချိန်တိုင်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ပွဲပြီးမှာတွင်းလင်းထက်ကအလဲထိုးနဲ့နိုင်ရတဲ့အတွက်ပြောတယ်အနိုင်ရဖို့အတွက်လည်းအပြေးအဝယုံကြည်ခဲ့တယ်အမှန်နဲ့မဟုတ်ပဲအလဲထိုးနိုင်အောင်ထိုးမယ်ဆိုပြီးတော့မျှော်လင့်ထားတယ်လုံနိုင်တဲ့အတွက်လည်းကျေနပ်တယ်အခုဘောနဲ့ရတဲ့အတွက်ဝမ်းသာတယ်ဘောနဲ့ပေးတဲ့သူကိုလည်းကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်